ဆိုတော့အခန်းလေးကမစိုးပြဒီအခန်းဆိုရင်နှစ်သိန်းပဲပေးရမယ်သူကပြုံးနေမြို့ထဲမှာပေါ့နော်ဟိုတယ်ပန်သစ္စာလို့ခေါ်တယ်ဆိုတော့ဒီအခန်းလေးကဟိုသူ့ဟာနဲ့သူကြကြဝင်းလေးရှိရပေါ့နော်စိုးပါအောင်မစိုးတယ်မှာဟုတ်ပါဒီမှာတော့ပါဆိုတော့မင်းစားတော့ပြီးမှဟိုတယ်ကိုရောက်တာ2 နာရီကွက်တီပေါ့နော် check in time ကွက်တီကိုကျွန်တော်ရောက်ခဲ့ပါစေဟိုတယ်ပန်သစ္စာ check in ဝင်ပါဒီမှာဆိုရင်ထိုင်ကြနေရလေးရှိဒါအခုကျွန်တော်တည့်တဲ့အခန်းပေါ့နော်ဒါက table bed နဲ့ဘလော့ခန်းကတော်တော်ကျယ်တယ်ဒီဘက်တစ်ချမ်းနဲ့ဟိုဘက်တစ်ချမ်းကို separate လုပ်ထားတယ်ဒီဘက်မှာဆိုရင် wardrobe တွေပါရှိမယ်ဒီမှာပစ္စည်းတင်တဲ့နေရာတွေပါရှိမယ် safe out တွေပါအကုန်ပါတယ်ဆိုတော့ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ TV နှလုံးပါတယ်ပေါ့နော်ဟိုဘက်ခန်းမှာအိတ်ခန်းဒီဘက်ကကျတော့ဒါ TV ကြည့်ဖို့ living room ပုံစံလေးလုပ်ထားဒီမှာ TV တစ်လုံးထပ်ပါတယ်ဒါက coffee table ပေါ့နော်ပြီးဒီမှာခုံတွေပါမယ်ဒီဘက်မှာဆို kitchen counter တွေပါတယ်အကုန်လုံးပါတယ်ဗျဒါအခုကျွန်တော်လိုက်ပြပေးမယ့်ဟာကျတော့ဒါ master bedroom ပေါ့နော်ဒီခန်းက master bedroom ဒီမှာဆိုလို့ရှိရင်ဒါရှိမယ်ပတ်သက်ဒီဘက်မှာအိမ်သားကျွန်တော်တို့တဲတာပထမတက်မှာပထမတက်ဆိုကျွန်တော်တက်လိုက်ကားရရှိတယ်ဒီမှာ3တက်တီလား4တက်တီလားမရှိဘူးရှိတယ်သူက day 1ကျွန်တော်တို့ breakfast စားကြမှာသူကground ကိုဆင်းသွားပြီးမှလို့ရှိရင်ကျွန်တော်အရှိပေါ့နော်ဒီ reception ရှိရဲ့ corner မှာ breakfast area ရှိပါတယ်ဒီဟာတော့အရှိအဆောင်ပေါ့နော်အရှိအဆောင်ဒီအပေါ်တော့ပါကျွန်တော်တို့ breakfast စားလို့ရတယ်သူကဒီဘက်ကနေပတ်ပြီးသွားတော့ဒီနောက်မှာဆိုရင် car parking ရှိမယ်ဒီအရှိမှလည်း car parking ရှိတယ်ဒီအရှိဘေးအခန်းနေဆိုလို့ရှိရင်တော့ဒါဘန်ဂလိုတွေပေါ့ခုမိုးရင်းမှာလည်းပြုံးနေတာမိုးရွာလို့ရှိရင်သူ့ရဲ့ style ကတနေ့ကုန်ဆွေပြီးတော့ရွာတာအခုကျွန်တော်ဒီအနောက်မှာမြင်နေရတဲ့အခန်းဘန်ဂလိုပေါ့အဲ့မှာတခါတဲဘူးတယ်သူလည်းအခန်းတော်တော်ကျယ်တယ်ဗျမနက်စောစော9 နာရီလောက် breakfast စားဖို့တက်သွားလိုက်တဲ့အခါစုံစုံလင်းလင်းမြင်ရတာမျက်စိပတာတာတော့ဖြစ်တာပေါ့ခောက်ဆွဲကော်ဖီအသီးနှံကအစားမျိုးစုံတော့ပြင်ဆင်ထားတယ်ဒါပေမဲ့ဟင်းမွေးတိုင်းရဲ့အရသာဟာလိုတာထက်ပိုပေါ့လွန်နေပါတယ်ဘိုက်ပြဖို့အတွက်တော့ပြဿနာမရှိပေမဲ့အရသာကောင်းကောင်းမှစားခြင်းရင်တော့ဒီအရသာကလုံလောက်မှုမရှိပါဘူး breakfast ကတော့အရင်ကြီးတော့မကောင်းဘူးပေါ့တယ်ပေါ့နော်ရာသီဥတုအေးတော့နည်းနည်းလေးအေးနေမယ်ဒါပေမဲ့တခုကလေဝန်ထမ်းတွေကတော့တော်တယ်ဗျအစေနာပါတယ်ပေါ့နော်တခုခုမေ့ချင်နေတာပါညာဆိုရင်လိုက်တည်ရပေါ့တခါတည်းဟိုပြေးယူလွှားယူပေါ့နော်ဆိုတော့ service ဆိုရတာတော့အလောက်ကြီးမကောင်းဘူးအခုကလေသူဒီရှောက်လန်းတော့ကလုံးဝပေါ့နော်စတိတ်တောက်ဖို့နေရပေးတာဒီအပြင်ထွက်တောက်လို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ဒီရှောက်လန်းပေါ်ယူပါပေးတာမကြိုက်ဘူးဗျကျွန်တော်ကတော့စလိတ်တောက်တယ်ဒါပေမဲ့သူကခုနကကျွန်တော်ပြလာဆိုမျိုးရှောက်လန်းပေါ်မှာပေါ့နော်စလိုက်တောက်ဖို့နေရပေးရတယ်အဲ့ဒီအေးစေးကနေလည်းထွက်ပြီးတောက်လို့ရတယ်ရှောက်လန်းမှာတောက်ဖို့ပေးရတယ်ပေါ့နော်ကျွန်တော်ဘာလို့မကြိုက်လဲဆိုတော့အဲ့ဒီချက်ကကြတော့ထားပါတော့တောက်နေရဆိုရင်အဲ့နာအနီးနားရှိတဲ့အခန်းတွေကိုစလိတ်နဲ့ဝင်သွားနိုင်တယ်လေအဲ့ကြောင့်ကျွန်တော်မကြိုက်ဘူးတိတ်ပြီးအဲ့ဒါမေမြို့မိုးတွင်ရဲ့ပုံဆိုင်ရာသီဥတုဟာဟိုတယ်ရဲ့မြက်ခင်းစိမ့်ကိုပို့ပြီးတော့လှပနေစေပါတယ်ဒုတိယနေ့ breakfast သွားစားမှာဖြစ်ပါတယ်ဒီနေ့ဘာတွေကျွေးမလဲလို့ကျွန်တော်ပြပေးမယ်မနေ့ကတော့တိတ်မကောင်းဘူးမကောင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့တော့ပေါ့တာအရင်ပေါ့တာအရသာဖွဲကြီးနဲ့ပေါ်ရွှေ့ရွှေ့ဖြစ်နေတာပေါ့နော်အမေတော့ဆောင်တာဒုတိယရက်မနက်ခင်းစပွဲပေါ်မှာပထမရက်ကလို့အစားအသောက်တွေပြည့်စုံနေပြီမဲ့အမှန်တိုင်းပြောရရင်ဟင်းပွဲတွေရဲ့အရသာကတော့ပထမရက်အတိုင်းလိုတာထက်အတော်လေးပေါ့နေသေးပါပဲရွေးချယ်စရာတော့များပေမဲ့ရှာပေါ်ဆွဲချံရင်မဲ့အရသာစစ်ကိုတော့ဒီမှာမျှော်လင့်လို့မရနိုင်ပါဘူး breakfast ကတော့မကောင်းဘူးမြတ်ကောင်းနောက်ပြန်တော့ကျွန်တော်တို့ပြန်လဲရမှာအပြင်မှာပဲစားဖြစ်မလားမပြောတတ်